အားလုံးပဲမင်္ဂလာပါရှင်ဆရာမကလေအခုပေါ့နော်ခုနှစ်ရသားသမီးခုနှစ်နှစ်ရှင်တန်းသားသမီးတွေအားလုံးကိုအဆင်ပြေစေခြင်းနဲ့တောကတွေအေးစေခြင်းနဲ့ဆရာမကိုယုံကြည်ပြီးတော့နော်မင်းမြတ်တဲ့လူတွေအိမ်နာရောက်လာမိတဲ့လူတွေရှိတယ်လိုင်းပေါ်မှာလာမိတဲ့လူတွေအားလုံးရောဆရာမကြီးလက်တွေပိတ်နေပါတယ်ကံတွေမကောင်းမှုတွေဖြစ်ပေါ်နေပါတယ်ဆိုပြီးပြောတဲ့တချို့တော့လူတွေလည်းရှိတယ်ပေါ့နော်ဆရာမအောင်အားပေးတဲ့လူတွေရှိတယ်လို့အားမပေးတဲ့လူတွေလည်းရှိမှာပေါ့နော်ဒါကတော့ထားလိုက်ပါတော့ဒါပေမဲ့အားပေးသည်ဖြစ်စေအားမပေးသည်ဖြစ်စေယုံကြည်တယ်ဆိုလို့ရှိရင်ဗုဒ္ဓဘာသာဝင်နေဆိုရင်လည်းလုပ်လို့ရပါတယ်ဗုဒ္ဓဘာသာဝင်မဟုတ်လို့အခြားသောခရစ်ယာန်ဘာသာပဲဖြစ်ဖြစ်ပေါ့နော်လူမျိုးခြားပေါ့နော်မွတ်စလင်ဟိန္ဒူကလအစုံလုပ်လို့ရတဲ့ရေရာလေးတစ်ခုကိုဆရာမတင်ပေးပါမယ်မနက်ဖြန်ဒီနတော်လာကွယ်နေဖြစ်တယ်ဗုဒ္ဓဘာသာဆိုလို့ရှိရင်တော့ဒီရဲ့ဘော်ဒီညောင်ရွက်ပေါ့နော်ဘော်ဒီညောင်ရွက်ကို9ရွက်ခူပြီးတော့မြတ်စွာဘုရားရှင်ထံမှာကတ်လူပေးပါကတ်လူပြီးတော့နေ့လယ်7 နာရီအချိန်မှာမနက်9 နာရီအတွင်းပေါ့နော်မိုးလင်းတာနဲ့ပေါ့နော်ဘော်ဒီညောင်ရွက်လေးကိုဒီနေ့ကနေစရှာထားပြီးတော့နတော်လာကွယ်နေမှာဘော်ဒီညောင်ရွက်ကိုဘုရားရှင်ထံမှာ9ညွတ်တို့မဟုတ်3ညွတ်ကတ်လူပြီးတော့7 နာရီစွန်းစွန်းမှာစွန့်ပြီးတော့ဒီရဲ့ဘော်ဒီညောင်ရွက်ကိုကိုယ့်ရဲ့အိတ်ကတ်ထဲမှာဆောင်းထားမယ်ကိုအိမ်ရဲ့အမြင့်တနေရာမှာဆောင်းထားမယ်လူမျိုးဘာသာခြားလေးဆိုလို့ရှိရင်လည်းအမြင့်တနေရာမှာရေလေးထည့်ပြီးတော့ကိုယ့်ရဲ့ဆိုင်ရာနှစ်သက်ရာပေါ့နော်ဘာသာတရားနဲ့ဆိုင်ရာကိုယ့်ရဲ့ဖះကိုလူပေးခြင်းဖြင့်ခက်ခဲနေတဲ့အခက်ခဲအိမ်မှာရှိနေတဲ့အတိုက်ခတ်အနောက်ရှက်ကိုမှရှိနေတဲ့အတိုက်ခတ်အနောက်ရှက်ပေါ့နော်အားလုံးပြပြောက်သွားပါလိမ့်မယ်အန်ဒီရယ်ဒီနဲ့ရင်ဆိုင်နေရတဲ့လူတွေဆိုလို့ရှိရင်လည်းဒီဘော်ဒီညောင်ရွက်ကိုစောင့်ပေးခြင်းဖြင့်စိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပြီးမကောင်းတဲ့ဘေးဥပတ်အန်တယ်တွေကနေကင်းဝေးသွားမယ်ဘော်ဒီညောင်ရွက်ဒီတိုင်းကြည့်တော့တာဘော်ဒီညောင်ရွက်ပေါ့နော်ဒါကမြတ်စွာဘုရားရှင်ရဲ့ပလင်တော်ထိုင်ရာဖြစ်တယ်ပေါ့နော်အဲကြောင့်မို့လို့ဒီဘော်ဒီညောင်ရဲ့ဆုတောင်းကြလေဘော်ဒီဘင်းအာကြီးတော့အထောက်ပံ့ဖြစ်ရပါလို့ဘော်ဒီညောင်အာကြီးတော့အထောက်ပံ့ဖြစ်ရဒါထားပါတော့เนาะဒါဆီယမအစွမ်းအဖြစ်ပြောပြတာပါပြောချင်တာကတော့မနေ့ဖက်မှာဒီဘော်ဒီညောင်ရွက်ကိုဖះကို9ညွန့်ထို့မဟုတ်3ညွန့်17နာရီမှာစွန့်ပေးရမယ်17နာရီမတိုင်ခင်ပေါ့เนาะမနက်ပိုင်းမှာဘယ်အချိန်မှမမြည်ဒီအချိန်မှမကြိုက်နဲ့တက်ရအောင်လုပ်ပေးခြင်းဖြင့်နော်ခက်ခဲနေတဲ့အခက်ခဲတွေအားလုံးကင်းဝေးပြီးတော့မကောင်းမိစ္ဆာလူမိစ္ဆာနတ်မိစ္ဆာအောင်လန်းမိစ္ဆာဇက်တွေပါဝေးစေတယ်ဒီရဲ့ညောင်ရွက်ကလေးကိုဘော်ဒီညောင်ရွက်ပေါ့နော်ဘော်ဒီညောင်ရွက်ကိုဘော်ဒီညောင်ရွက်လို့မမြင်မဲနဲ့ကိုရဲ့နော်ဒီပေါ့နော်ဒါဆရာမတို့ရဲ့ဒါမြတ်စွာဘုရားရှင်ရဲ့နော်တရားတော်နဲ့လေတရားတော်တွေမှာလည်းပါတယ်ဆိုတော့ဒီဘော်ဒီညောင်ရွက်ဒီကြည့်တော့တာဘော်ဒီညောင်ရွက်အလွန်အင်မတန်မှအစွမ်းထွက်ပါတယ်နောက်ရက်ဆရာမကျွန်တော်ဒီအကြောင်းအရာလေးကိုရှင်းပြပါမယ်နော်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေခက်ခဲနေတဲ့ခက်ခဲတွေဝေးပြီးလူမိစ္ဆာနတ်မိစ္ဆာအောင်လမိစ္ဆာဆုံးမိစ္ဆာကဝင်မိစ္ဆာစများမှလည်းကင်းဝေးအားလုံးဒီမတန်အေးချမ်းကြပါစေရှင်